ဆွဲထပ်ပွဲမှာမိသက်ထားဆွေနဲ့ကွာခြားတဲ့အတန်အနေထားကြောင့်ဝေဖန်ခံနေရတဲ့အင်ချစ်ပရိသတ်များလုံးပဲမင်္ဂလာပါရှင်အင်ချစ်ကပုံမှန်ဆိုရင်မြန်မာသချင်းတွေကိုသိဆိုလို့မရှိပါဘူးခေတ်ပေါ်သချင်းတွေသာသိဆိုလို့ရှိတဲ့အင်ချစ်ကဒီနေ့မှာတော့ဆွဲထပ်မိသားစုရဲ့အလူပွဲမှာဆိုင်ဝိုင်းနဲ့သချင်းသိဆိုခဲ့တာဖြစ်ပါတယ်ဆွဲထပ်မိသားစုကဒီနေ့မှမစိုးရင်ကြောင်းတိုက်ရဲ့အလဲမှာရတနာရီအများအပြားကိုထာပနာထဲတဲ့အထိမ်းအမှန်အနေနဲ့ရေစက်ချအလူပွဲကိုကျင်းပခဲ့တာဖြစ်ပါတယ်ထာပနာရတနာရီကိုရေစက်ချအလူပွဲကြီးကိုလည်းဆိုင်ဝိုင်းတွေနဲ့တခမ်းတနာကျင်းပခဲ့တာပါဆိုင်ဝိုင်းနဲ့ဓမ္မတီးသချင်းတွေကိုတီးဆိုမယ်ဆိုတဲ့အတွက်လူအများကတော့မေတ္တာဆွေနဲ့သချင်းကိုပိုင်နိုင်သူတွေကပါငားမဲ့ထင်ထားတာပါဒါပေမဲ့အဆိုပါပွဲမှာအင်ချစ်ကမြန်မာအတန်းဆိုတော့တရားမဟုတ်ပဲသချင်းဆိုပြီးခဲ့တာဖြစ်ပါတယ်ဆွဲထက်ရဲ့အလူပွဲကြီးအတွက်သချင်းတွေကိုစိုင်းဆရာကြီးကတေချာရေးသားပေးထားတာဖြစ်ပြီးတီးတန့်တီးဆိုပေးရတာပါအင်ချစ်ကမြန်မာအတန်းဆိုနေကြမဟုတ်ပေမဲ့ပိုင်နိုင်နဲ့ကိုတီးဆိုနိုင်နေတာဖြစ်ပါတယ်အင်ချစ်ကမြန်မာတန်တချင်းကိုအတန်အမြင့်နဲ့တီးဆိုနေတဲ့အပေါ်မှာသဘောကျသူရှိသလိုသဘောမကျသူတွေကလည်းရှိလာခဲ့ပြန်ပါတယ်။လူအများကတော့ဇွဲထက်ရဲ့အလူပွဲကြီးမှာမေတ္တာထားဆွေရဲ့အတန်နဲ့သာလိုက်ဖက်မယ်လို့ပြောဆိုနေကြတာပါ။အင်ချစ်တီးဆိုနေတဲ့အပေါ်မှာပရိသတ်တွေကမေတ္တာထားဆွေနဲ့ဆိုရင်ပိုလိုက်ဖက်မယ်ဆိုပြီးနိုင်ရှင်နေကြတာပါ။ဒါအပြင်မေတ္တာထားဆွေနဲ့နိုင်ရှင်ကအင်ချစ်ရဲ့မြန်မာတန်အတန်အနေထားကမကောင်းမှုဆိုတာတွေပါဝေဖန်ပြောဆိုနေကြတာဖြစ်ပါတယ်။အင်ချစ်ဆိုရတဲ့တခြင်းတွေကအတန်မြင့်တီးဆိုရတာဖြစ်လို့တချို့ကလည်းမေတ္တာထားဆွေနဲ့သာဆိုမလိုက်ဘူးလို့ပြောဆိုနေကြပြန်တာဖြစ်ပါတယ်။လူတွေကအလူပွဲကြီးဆိုရင်မေတ္တာထားဆွေနဲ့သာအလိုက်ဖက်ဆုံးလို့ခံယူထားကြတာကြောင့်ဖြစ်ပါတယ်။အမြဲတမ်းမြင်တွေ့နေကြလဲဖြစ်တာမို့အင်ချစ်ဆိုမှသာအကောင်းဆုံးလို့သတ်မှတ်နေကြတာဖြစ်ပါတယ်။အင်ချစ်ကမြန်မာတန်နဲ့ဆိုမလိုက်ဖက်ပဲပုံမှန်ဆိုနေကြတခြင်းတွေကိုသာဆိုတင်တယ်လို့လည်းမှတ်ချက်ပေးနေကြတာဖြစ်ပါတယ်။အင်ချစ်ကတော့သူဆိုနေကြတခြင်းတွေကိုလည်းဆိုနိုင်တယ်လို့အခုလိုတခြင်းမျိုးလဲဆိုနိုင်နေဆိုတာသက်သေပြခဲ့တာပါ။အင်ချစ်ကမြန်မာတန်ဆိုတဲ့အချိန်မှလည်းပိုင်နိုင်နဲ့ကိုတီးဆိုနေတာပါ။သူအနေနဲ့တီချာလေးကျင့်ထားပြီးမှတီးဆိုတာလည်းဖြစ်ပါတယ်။အဆိုပိုင်းနဲ့ပတ်သက်ရင်ပါရမီပါကထူးချွန်သူဖြစ်တဲ့အတွက်တခြင်းကိုတီချဆိုတတ်နေတာဖြစ်ပါတယ်။အင်ချစ်ကအကောင်းဆုံးဆိုနေတာလို့မြင်တဲ့သူတွေကတော့ချီးကျူးနေကြတာဖြစ်ပါတယ်။ဒီတခြင်းကအင်ချစ်နဲ့မှလိုက်မှာပါဆိုပြီးလည်းပြောဆိုနေကြတာပါ။အင်ချစ်ကအမြင့်တန်တွေတီချအွန်လိုင်းနာမို့လိုက်ဖတ်တယ်လို့ချီးကျူးနေကြတာတွေလည်းရှိပါတယ်။ဆွဲထမ်းမိသားစုရဲ့အလူမှာရေစက်ချလို့ပြီးပါပြီတချင်းရဲ့မိုးရင်ပိုင်ရှင်မန်နီလာလွင်ကိုလည်းခေါ်ဆိုမဲလို့ထင်နေခဲ့ကြတာဖြစ်ပါတယ်။